ဘာကြီးကစလို့စအောင်ကြောင်းမသိရှင်ပြဘဝဒုက္ခရောက်တာအာကုသိုလ်ကြောင့်ရောက်ကုသိုလ်လုပ်ငန်းနဲ့စလိုက်တနေ့သားတဲ့အချိန်မှာကုသိုလ်ဖြစ်အောင်နေလိုက်တနေ့တမနဲ့အသက်ရှင်တာယောဇဝတ္တတရံသီဝေဆိုတဲ့တိတ်အသေးပဲရှိကုသိုလ်နဲ့နေလိုက်ဇီဝရေးလို့မကောင်းဟုတ်ပြီကုသိုလ်လေးနဲ့နေလိုက်ဘာသာရေးလို့မကောင်းဟုတ်ကုသိုလ်လေးနဲ့နေလိုက်လူမျိုးရေးကိစ္စတွေမကောင်းဘူးသွားရေးလိုက်မကောင်းကုသိုလ်လေးနဲ့နေလိုက်တရက်အသက်ရှင်တရက်ဓမ္မနဲ့တက်ရှင်ဓမ္မနဲ့ကုသိုလ်လေးနဲ့ဘာမှလုံးမကောင်းရင်ကုသိုလ်လေးနဲ့နေနေအောင်ကြိုးစားကုသိုလ်အချိန်လေးဖြစ်သွားတာနဲ့တပြည့်တို့အတိတ်ကပြုခဲ့တဲ့ကုသိုလ်တွေကအရှိန်ခံမိပြီဆိုရင်တပြည့်တို့ပြန်တက်လာအောင်အလုံးဝနဲ့ထိုင်းပြီးစိတ်ညစ်နေတော့တပြည့်တို့ကုသနေမရအဲ့ဒါဆိုအရှင်များတို့ဒီဟာပြန်တဲ့အခါတရားတော်တွေကိုအိုးဘုကုံမူပဲဟောမယ်နော်တရားပဲထိုင်ခိုင်းမယ်ဆိုတာမျိုးလောက်တင်မကပါဘူးရှင်များတို့တာဝန်တွေအများကြီးပါဟုတ်လားဗျာနော်အဲ့တော့ trauma healing စိတ်တရားကိုကုသတဲ့နေရာမှာအကောင်းဆုံးရှင်များတို့ကကုသနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ရပါဘုရားဆုံးမတွေကပြည့်စုံလို့လောက်အောင်ရှိပြီးသားပါရှင်များတို့ကစနစ်တကျလေ့ကျင့်ပြီးတော့ထိထိရောက်ပြောနိုင်ဖို့ပဲအရေးကြီးပါ